ရှက်စရာကောင်းတယ်နှာခေါင်းမွေးတွေဖြတ်ဖို့ကက်ကြီးရှာနေတာတင်းစရာကောင်းတယ်မဟုတ်လားနှာခေါင်းမွေးတွေဟာအသက်ရှူတဲ့အခါဖောင်မုန်းတဲ့အညစ်အကြေးတွေကိုစစ်ထုတ်ပေးတဲ့သဘာဝအကာအကွယ်စနစ်ဖြစ်ပေမဲ့တချို့သူတွေအတွက်နှာခေါင်းအပြင်ဘက်ကိုထွက်လာတဲ့အမွေးတွေကတက်ရမှုမရှိဘဲနဲ့ဖြစ်နေတတ်ပါတယ်ဒီကိရိယာတွေကတော့နှာခေါင်းအတွင်းပိုင်းကအမွေးတွေကိုအမြစ်ကနေနှုတ်တဲ့အရည်ပြားကိုထိခိုက်နေလုံးဝမရှိဘဲလိုအပ်တဲ့အတိုင်းအတာထိညှက်ပေးတာဖြစ်ပါတယ်ကိုကထွက်ထားတဲ့ nose hair trimmer လေးနဲ့မိတ်ဆက်ပေးပါမယ်စစ်လက်ပေါ်ပါတဲ့ဒီဇိုင်းဒီဇိုင်းကလည်း90ခန်းသာရှိပြီးတော့သိဆောင်ရတာအရန်လွယ်ကူပါတယ်တိုက်စီကျိုးလေးနဲ့အာသွင်းပေးရပါမယ်အာသွင်းကျိုးနဲ့တန့်ရှင်းအတွက် brush လေးလည်းပါပါတယ်10မိနစ်မှာ9050 rpm လက်ပတ်နှုန်းရှိပြီးတော့ထိရောက်နေပုံစွာညှက်ပေးနိုင်ပါတယ်2နာရီလောက်အာသွင်းပြီးတော့ stand by အချိန်ရက်90အထိအသုံးပြုနိုင်ပါတယ်လက်ကျန်အားပြတဲ့ LED display လေးလည်းပါပါတယ် travel log တွေပါတဲ့အတွက်ခရီးသွားနေတဲ့အခါမှာမတော်တဆဖွင့်သွားခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။ဓာတ်သားလေးကိုလည်း stainless steel ဓာတ်ဖြစ်ဖြစ်လို့ပြောပါမယ်။ power cord လေးနဲ့လည်းစတင်သုံးလို့ရပါတယ်။တိတ်ဆောင်ရတဲ့ကူပြီးအရန်အသုံးဝင်တဲ့ဒီ hair trimmer လေးကိုတစ်ခုလောက်တော့ဆောင်ထားတင်ပါတယ်။ကိုယ့်ရဲ့ good look ကိုဘယ်တော့မှမလျှော့လိုက်ပါနဲ့တည့်ရက်မှုဆိုတာကိုယ့်ရဲ့ confidence level ပါပဲကဲအခုပဲဝယ်လိုက်တော့နော်